အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာကျွန်တော်ကယောက်ျားဝလက်စွပ်တစ်ခွင်းကိုအစအဆုံးပြပြပေးထားပါတယ် tutorial ကိုအဆုံးထိကြည့်ပြီးတော့တစ်ဆင့်ချင်းစီလိုက်လုပ်ကြည့်ပေးပါဗီဒီယိုမစခင်မှာကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ဖို့ပြောချင်ပါတယ်အဲဒီတော့ကျွန်တော်တို့ဒီလက်စွပ်လေးကိုစားနေစပြီးတော့ဆွဲလိုက်အောင်ကျွန်တော်တို့လက်စွပ်ဆွဲမယ်ဆိုတော့ကျွန်တော်တို့ဒီကလက်ကိုင်းတစ်ခုယူလိုက်မယ်နော် brain rate ယူလိုက်မယ်EU 56ပြီးလို့ရှိရင် from view ကိုတော့ဒီကတ်ကို select ပြီးတော့offset ကို 1.2 ထားလိုက်စုပ်ပုံကဒီလိုအဝိုင်းမို့ဒီအောက်ဘက်ကဒီနားမှာကျင်းပြီးတော့ဒီပုံကိုကြောက်လို့မြင်တယ်နော်အဲ့ဒါလို့ကို transform လေးကိုတော့ပြီးတော့ဒီထဲမှာ scale ဆိုတဲ့ command ရှိတယ် scale သူများကိုနေလိုက်လို့ရှိရင်အောက်မှာ scale 1D ဆိုတဲ့ဟာကိုယူလိုက်ဒီမှာ snap မမိဘူးဆိုရင်ဒီအောက်မှာ snap ဆိုတဲ့ option လေးကိုဒီမှာချစ်လေးလုပ်ပေးလိုက်ပြီးမှ Tuesday က rebate နဲ့ point လေးတွေပြန်ပြင်လိုက်မယ်စေဝါလာ control point on ဆိုတဲ့ဟာလေးဒီနားဒီမညီတဲ့နေရာလေးကိုညှိပေးလိုက်မယ်ဒီအပေါ်ဘက်ကျမ်းမှာဒီလိုညနေပြင်တစ်ခုရှိမယ်ပြီးကြမှာဒီဘေးနားကနေလေထစ်လို့ပေါ့နော်တစ်ထစ်ဒီအဲ့လိုမျိုးဆင်းအောင်ဆိုတော့ဒီအပေါ်ညနေပြင်ဘက်ကို line တစ်ခုအရင်ဆွဲလိုက် line အောက်ကဒီများလေးကိုနှိပ်လိုက်လို့ချင်းအောက်မှာ line both side ဆိုတဲ့ဟာကိုရွေးလိုက်ပြီးရင်ဒီအပေါ်ဘက်နားလေးကို mouse ကိုရွှေ့လိုက်တဲ့အချိန်မှာဒီ snap ဖြစ်သွားတဲ့အချိန်မှာ click တစ်ချက်နဲ့ပြီးရင် shift ကိုနှိပ်တာ line ကိုနည်းနည်းရှည်ရှည်လေးယူလာလိုက်နော်လောက်ပြီးရင်ဒီအပေါ်မျက်နှာပြင်ကိုကြာတော့ဒီကျွန်တော်တို့ကဒီ30လောက်ထားမယ်ပေါ့နော်30 mm ပေါ့ဒီ grade အကွက်လေးတစ်ခွက်က1 mm ဆိုတော့ဒီမှာ30ပေါ့ဒီနားလောက်ကနေစပြီးတော့အောက်ကိုတစ်ဆင့်ချင်းလေးလေကတစ်လို့ဆင်းတော့အဲ့ဒီဟာကို logo line တစ်ခု line command ကိုယူလိုက်ဒီနားလောက်ပါဒီနေရာခံမှန်းပြီးတော့ click ချတော့ကြဒီလိုတက်တက်ကြီးမဟုတ်ဘူးတက်တက်ကြီးမစင်းနဲ့နည်းနည်းစောင်းစောင်းလေးပေါ့နော်နည်းနည်းရှည်ရှည်လေးယူထားလိုက်ဟုတ်လားဒီ line ရပြီဆိုရင်ဒီဆွဲရတဲ့ line ကိုပဲပြန်ပြီး copy ပွားပြီးသုံးလိုက်အဲ့ဒီဟာကို copy ပေါ်မယ်ဆိုရင်ဒီမှာဒီ gun ball ပေါ်နေတဲ့နေရာမှာ alt key ကိုတစ်ချက်နှိပ်ထားပြီးရင်ဒီများကို click တစ်ချက်နှိပ်ဒီအနောက်များရဲ့အနောက်ဘက်ချမ်းကို copy ပေါ်မှာဆိုတော့သူ့ကိုအနုတ်လက္ခဏာထည့်ပြီးတော့ရေးပေးရအောင်ကိုယ်ဝေးကဘယ်လောက်ထားမလဲ 0.8 ထားမယ် -0.8 ပေါ့နော်ပြီးရင် enter တစ်ချက်နှိပ်ပြီးရင်သူ့ကိုလည်းတစ်ခါထပ်ပေါ်မယ် alt key ကိုနှိပ်ထားများကို click တစ်ချက်နှိပ်နောက်တစ်ခုထပ်ပွားမယ်နောက်တစ်ခုထပ်ပွားမယ်ဒီနားလောက်မှဖြစ်အောင်10 mm မပြည့်တပြည့်ပြောပြီးတော့ဒီလို horizontal line ကိုလေသူနဲ့ 0.8 အပေါ်ကိုပဲတွားလို့ဒီ line ကို reference အနေနဲ့ကြည့်လို့ရအောင်တစ်ခုပွားထားလိုက်ပါနော်
ဒီလိုအတဲ့ကြီးတော့မှာမဟုတ်ဘူးဒီက line command ကိုပြန်ယူလိုက်သူ့ကိုလည်းဒီလိုနည်းနည်းစောင်းလေးပေါ့နော်ဒီလိုတစ်ခုစောင်းလေးထားပြီးတော့ဒီနားလောက်စမှာဒီသူ့ကိုလည်းအောက်ဘက်ကို copy ထပ်ပေါ်လိုက် OK ကိုနေတာမြောက်ချက်ကလေးနဲ့ပြီးရင်ဒီမှာတန်ဖိုးရိုက်ထည့်ပြီးတော့ enter နေလိုက်ဒီကိုလည်းထပ်ပွားမယ်5ခုထပ်ပွားမယ်ဒီ line ကပြန်ပြီး delete လိုက်ဒီကတိကဒီလို1 2 3 4ဒီပေါ်နဲ့ဆို5ခုဖြစ်သွားတယ်ပြီးရင်ကျွန်တော်တို့ကဒီ line တွေတွေကမလိုတဲ့အပိုင်းတွေကိုဖြတ်ထုတ်လိုက်ဒီဟာတွေကိုအကုန် select ပြီး quick command တွေမှာ train ဆိုတဲ့ command လေးရှိတယ်နော်အဲ့ဒါလေးယူလိုက်ဒီပိုင်းလေးမလို့ဒီ train လုပ်တဲ့အချိန်မှာချက်သိရမှာဒီလိုခုနတစ်ခုထပ်နေတဲ့နေရာတွေလို click တစ်ချက်နေလဲလို့ရှိရင်သူကအဲ့အပိုင်းလေးပဲဟိုဟာဖြစ်တယ်ပေါ့နော်ဥပမာဒီလိုညဘယ်ဘက်ချမ်းကနေညာဘက်ကိုဒီလိုဆွဲရင်သူဒီ select ပေးထားတဲ့ box တွေကိုဝင်သွားတဲ့အကုန်လုံးဝင်သွားတဲ့ line တွေကကျက်သွားညာဘက်ချမ်းကနေဘယ်ဘက်ကိုဆွဲတဲ့အခါကျတော့သူကထိတဲ့ line တွေအကုန်လုံးကိုသူကဖြတ်ချပါနော်အဲ့ဒီဟာလေးတစ်ချက်ဒီထားမယ်ဒီဘက်မလိုတဲ့အပိုင်းတွေကိုလည်းဆက်ပြီးတော့ဖြတ်ချလိုက်ဒီဘက်လေးတွေမလိုဘူးအဲ့လိုလေးပေါ့ဒီပိုင်းလေးပေါ့နော်ဒီ line ကလည်းမတော့ဒီအခုံးကနေပြီးတော့ဒီလို light တင်လေးဖြစ်တော့တဲ့ line လေးတစ်ချောင်းဆွဲပြီးတော့ပေါ့နော်ဒီနားမှာဒီလိုတောင်ရိုးကြီးမဖြစ်နေအောင်အဲ့ line command အောက်မှာပဲ line tangent from cut ဆိုရယ်သူ့အရင်ဆုံးဒီလိုဒီစဝိုင်းပေါ်မှာအဆင်ပြေတဲ့တနေရာမှာ click နေလိုက်ပါနော်ဆက်နေလိုက်ပြီးတော့ဒီ line အဲ့ဒီအခုံးပေါ်ကနေပြီးတော့ tangent ထိတဲ့အနေထားနဲ့ပဲထွက်ပြီးမှအဆုံးဘက်ကိုတော့ပြီးတော့ဒီလေးတစ်ချက်လိုက်ဒီကဲကိုကတလီလိုက်အဲဆိုဒီအခုံးပေါ်ကနေပြီးတော့လိုက်ရောညီတွေလေးဒီ line လေးတစ်ချောင်းထွက်လာပါတော့ဒီကက်တွေအကုန်လုံးကို select ပြီးဒီဘက်ညာဘက်ချမ်းကို mirror လုပ်လိုက်ဒီက y is ဒီအစိမ်းက y is ဆိုတော့ y ကိုနေဒီမှာဒီရရဲ့အကုန် select ပြီးတော့ train နဲ့တခါပြန်ဖြတ်လိုက်ဆိုကျွန်တော်ဒီ data ရပြီဆိုရင်ဒီကတ်ကို right view ကနေကြည့်ပြီးတော့ဒီမှာ copy ပေါ်လိုက်နော် OK ကိုနေတာညာကို check လေးနဲ့5 mm ပြီးရင်သူ့ကိုဒီလိုလေးစောင်းပေးလိုက်မယ်ဒီကတ်တွေကမမြင်ရဘူးလေဒီကဝါရောင်လေးကိုရွှေ့ထားတယ်ပြီး right view ကနေချက်ကြည့်ဒီဘက်ကဒီအောက်ဘက်ချမ်းကို1 mm ဝင်းနေတော့ဘူးပေါ်ဘက်ချမ်းကတော့ဒီက9 mm နေပါတော့ပြီးသူ့ဒီဘက်ဘယ်ဘက်ချမ်းကို mirror လုပ်လိုက် y is it ဒီနေသားလေးရရင်ဒီအလေက original ကတ်လေးကို select ပြီးရင် from view လေးကိုသွားဒီ scale ကိုကြာတော့ကျွန်တော်တို့ shift ကိုမနှိပ်တော့ဘူးပေါ့နော်ဒီဘေးပညာကိုတစ်ခေါက်ဒီလိုဆွဲချဲလိုက်မယ်ဒီပေါ်အောက်ကိုနည်းနည်းလေး
share လိုက်ဒီနေသားလေးဒီလိုလေးရပြီဆိုရင် service တွေက log ဆိုတဲ့ command ကိုယူကတ်လေးကိုတစ်ခုချင်းစီ select ပေးလိုက်ပြီးရင် enter တစ်ချက်လေးဒီ shape လေးပေါ်လာရင်နောက်ထပ် enter တစ်ချက်လေးပြီးရင်ဒီအောက်က command bar တွေမှာ cap ဆိုပြီးရိုက်ထည့်လိုက်ပြီးရင်ဒီ service ကို select ပေးပိတ်ပါပြီးရင်ဒီလက်တိုင်းပေါက်ကိုဖောက်ထုတ်အဲ့ဖောက်ဖို့အတွက်ဒီ cutter လေးကိုတော့ cut to ring ray ဆိုတဲ့ command ကိုယူလိုက်ဒီမှာ select service ဆိုတဲ့နေရာမှာဒီ service ကို select ပေးပြီးရင် enter တစ်ချက်လေးရိုက်ဒါသူရဲ့ properties တွေကဒီဘက်မှာလာပြီးတော့ adjust လုပ်လို့ရတယ်အဲ့တော့ဒီဘက်ကျန် option တွေကတော့နည်းနည်း clean ကြည့်ပေါ့နော် close ရဒီတိုင်းပဲထားလိုက်မယ်ရှင်းပြပြီဆိုရင် enter တစ်ချက်လေးရိုက်ဒါကတော့သူ original ဟိုပါပေါ့သူ့ကိုဒီဟာတစ်ခုခွဲပြီးတော့ hide ရတယ်အဲဒါကကျွန်တော်တို့ဖောက်ထုတ်ထားတဲ့ဟိုပါပေါ့နော်သူ့ဒီဘက်အတွင်းသားလိုက်စားခြင်းတယ်ဆိုလို့ရှိရင်ဒီမှာ solid ထဲမှာ share ဆိုတဲ့ command ကြီးနော်ဖောက်ထုတ်မဲ့မျက်နှာပြင်ကိုလက်ပေးလိုက်အဲလိုသူ့ shade တိုင်းတော့စားပါနော်ဒီမှာတစ်ခုရှိရဒီအောက်ပိုင်းချမ်းတွေကိုစားခြင်းလို့ဆိုရင်သူကဒီ surface တွေက log နဲ့ပိတ်ပေးလိုက်လို့ရတယ် okay from view တွေကနေကြည့်ပြီးတော့ဒီဟာတွေအကုန်လုံးကို select ပေးပြီးဒီက train နဲ့ဒီ body patch ကိုဖြတ်ထုတ်လိုက်ဒီနေထားလေးရတယ်နော်ပြီးရင်သူ့ကို surface တွေက offset နဲ့1 mm လောက်တူပြစ်လိုက်ဒီမှာ solid က no ဖြစ်နေတာကို yes လို့ပြောင်းပြီးရင် enter တစ်ချက်နဲ့ဒီလိုလေးပြပြီးရင်ဒီမှာ control နဲ့ shift ကိုတွဲနေတာပြီးရင်ဒီဘက်အပြင်ဘက်အနားလေးကို select ပေးတာဒီလို control နဲ့ shift ကိုနှိပ်တာပြီးရင်ဒီဟာကို just select လိုက်ဒီဘက်ချမ်းကိုလည်းအဲ့လိုပဲ control နဲ့ shift ကိုနှိပ်တာဒီလို select ပေးတဲ့အခါကျတော့သူက surface လို့ဟိုဟာကျွန်တော်တို့ manual select ပေးတာဒီအနားလေးကို select ပေးတာပေါ့နော်ဒါပေမဲ့သူကဒီမျက်နှာပြင်ကိုဝင်သွားအဲ့လိုမျိုးဖြစ်ချင်ဒီ control နဲ့ shift ကိုနှိပ်တာပြီးရင်ဒီလို dress ဆွဲလိုက်ဒီအနားသားပဲဝင်ပေါ့နော်အဲ့အနားသားဒီ select ပေးထားတဲ့ box တွေကိုဝင်သွားအဲ့ဒါဆိုရင်ဒီအနားပဲ select ပေးပြီးရင်ဒီဘက်ချမ်းကိုလည်းအဲ့လိုပဲ control shift နှိပ်တာဒီလို select ပေးပြီးရင်ပေါ်ကဒီမြောက်ကိုင်းပြီးတော့အပေါ်ကိုဒီလိုရွှေ့လိုက်မယ်နောက်မှအသားတူလေးနည်းနည်းချမ်းအောင်ပြီးရင်သူ့အပြင်ဘက်ကိုနည်းနည်းဒီလိုဆွဲလိုက်အဲ့လိုပေါ်ကနေပြေးပြီးတော့ဆင်းလာတဲ့ပုံပေါ့နော်ဒီအနားမှာဒီအောက်ချမ်းမှာကျတော့အသားအချစ်ပေါ့ပြီးရင် solid တွေက boolean union ဆိုတဲ့ဟာကိုယူလိုက် service တစ်ခုကိုရင် select ပေး enter တစ်ချက်နဲ့ပြီးရင်နောက်ထပ် service ကို select ပေး enter နဲ့ပြီးရင် enter နောက်တစ်ခေါက်ထပ်နေပြီးရင်ဒီဇောင်းတွေကိုတောင်းချုံကြီးဖြစ်နေတဲ့ဟာတွေကိုအနာလုံးပေးတယ် fillet ကိုယူ radius ကဘယ်လောက်ထားမလဲဆိုရင် 0.3 လောက်ဒီဟာကို select ပေးဒီဘက်ချမ်းကိုလည်း select ပေးပြီးရင် enter နေလိုက်ဒီဘက်ဇောင်းတွေကိုလည်းအဲ့လိုပဲ fillet နဲ့လုံးပေးတယ်ဆိုတော့ဒီမှာတခုမှားသွားတာပါလေဆိုကျွန်တော်တို့ဒီအနားတွေကို select မပေးခင်ကိုပြောင်းမဲ့ဒီဟာကိုတန်ဖိုးကိုရင်ချိန်ပေးရမယ်နော်ဒီ
ဒီ select ပေးပြီးမှဒီမှာသွားပြောင်းလို့ရင်သူကမပြောင်းတော့အဲ့တော့ escape ကိုနှိပ်လိုက်ပြီးရင် fillet ကိုပြန်ယူဒီမှာ next radius ဆိုတဲ့နေရာမှာဒီကမှန်သွားပြီဆိုရင်ပြီးကြမှာဒီအနားတွေကိုပြန်ပြီး select ပေးလိုက်ပြီးရင် enter နေလိုက်ဒီအနေထားရယူရင်ဒီအပေါ်မှာကြောက်တို့စိန်တို့ထည့်ခြင်းလည်းဆိုတော့ထည့်ပါတော့အဲ့ထည့်မယ်ဆိုရင်ဒီ top view ကိုတော့ဒီ jam ထဲမှာ jam on surface ဆိုတဲ့ command ကိုယူလိုက်ပြီးရင် select surface ဆိုတဲ့ဒီအပေါ်မှာမျက်နှာပြင်ကို select ပေးတယ်သူ boolean union လောက်ထားတဲ့ဟာဆိုတော့ဒီမှာ poly surface အနေနဲ့မပြဘဲနဲ့ဒီမှာ type က vary ဆိုပြီးဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ hide ထားတဲ့ poly surface ရှိတယ်အဲဒီဟာကို online ပဲဒီစိမ်းကိုခဏ hide ဒီမျက်နှာပြင်ကိုသုံးလိုက်ပါတော့ jam on surface ကိုပြန်ယူလိုက် top view ကိုတော့ဒီ position ဆိုတဲ့ဒီအလဲအဖြူရောင် point လေးကိုယူပြီးတော့ရွှေ့လိုက်Jam placement method table ဆိုတဲ့ဟာရွေးလိုက်ရင်သူကအတွင်းကိုလူမြုပ်သွားမှာနော်ပြီးရင် right enter ချက်နေရဒီမှာဒီ jam ကို select ပြီး cutter တွေက jam cutter ကိုယူလိုက်သူတန်ဖိုးတွေကတော့ table x offset ကို90လောက်ထားလိုက်မယ် grinder x offset ကိုလည်း90လောက်ထားပြီးရင် enter ပြီးမှတကယ်သုံးမဲ့ဒီ resource ဖောက်ပေးလိုက်မယ်နော်အဲ့တော့ဒီ cutter ကဒီ surface ရဲ့အောက်ခြေထိကိုဖောက်ပေးလိုက်မယ်ပေါ့နော်ဒီမှာသူကအောက်ထိကိုမပေါက်ဘူးအဲ့တော့ဒီ cutter ကို select ပေးပြီးတော့ edit ကိုပြန်သွားအောက်ခြေကနေကြည့်ပြီးတော့ဒီ bottom line ကိုနည်းနည်းလေး shade ပေးလိုက်ဟုတ်ပြီဒီ enter နေသူ့ကိုဖောက်မယ်ဆိုရင် format surface ကို select ပြီး shortcut key က control B ပြီးရင်ဒီ cutter ကို select ပြီး enter ခုဆိုကျွန်တော်တို့ဒီယောက်ျားဖို့လက်စွပ်တွင်ကိုဖန်တီးလို့ပြီးသွားပြီပေါ့နော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေအနေနဲ့နောက်ထပ်တင်စီချင်တဲ့အကြောင်းအရာတွေနဲ့ထင်မြင်ယူဆချက်တွေကိုအောက်က comment မှာဝင်ရေးသွားလို့ရပါတယ်ကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်သွားလိုက်ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်